လူတွေအများစုကတခြားသောလူတစ်ဖက်သားလူတွေနဲ့ပြောစကားဆက်ဆံရေးပြောဆက်ဆံရေးလုပ်လာပြီဆိုတဲ့အချိန်မှာသူတို့ဒီအများစုလုပ်တဲ့ကြတာကငါပဲပြောမယ်ငါပဲဒီစကားဝိုင်းကိုငါပဲထိန်းချုပ်တာမယ်ငါပဲဒါပြောချင်တာပြောမယ်မင်းတို့ကလည်းမင်းတို့နားထောင်ချင်နားထောင်ချင်မင်းတို့ဒါပေမဲ့ငါပဲပြောမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်စကားဝိုင်းလေးမှာကျွန်တော်အများကြီးတွေ့ကြလိမ့်မယ်အဲ့ဒီလူအဲ့လိုမျိုးလူမျိုးတူးကြပဲစကားပြောတယ်တူးကြပဲဘာညာပြန်တူးကြပဲဒါလေးပြောတယ်ကိုဘေးနဲ့လူတွေနားထောင်ကြတော့နားလိုက်မြင်နားထောင်ပြီးနေရတာအဲ့လိုမျိုးလူမျိုးကဒီလိုစကားဝိုင်းဒီလိုမျိုးဆက်ဆံရေးနဲ့ပတ်သက်လာရင်ရှင်းပြရအဲ့ဒါမလေးမဆက်တော့တယ်လို့ဖြစ်တယ်ပြောရင်တစ်ဖက်လူကသူပြောချင်တဲ့ຢာကြီးသူလည်းရှိတယ်ဒါပေမဲ့အဲ့တယောက်ကအငြင်းတဲ့ဆိုတွေပြောနေတော့ကိုယ်လည်းပြောချင်စိတ်မရှိတော့အဲ့တော့ဆိုဘာဖြစ်လဲဆိုတော့အဲ့ဒီလူတွေဆက်ဆံရေးကကိုယ်ပြတ်သွားရောကိုပေါ်လည်းစိတ်ဝင်စားစိတ်မရှိတော့နောက်ဆုံးဘာဖြစ်လဲဆိုတော့ရှင်းပြောရင်အဲ့လိုမျိုးကိုယ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေဖြစ်လာနိုင်မဲ့အရာတွေဖြစ်လာတော့အဲ့ဆိုကိုကအမှားကလေးကတခြားလူပြောချင်တဲ့ဟာကိုနားမထောင်ဘူးလေကိုကြီးကပဲစွတ်ပြောနေတယ်ကိုကြီးကပဲကိုပြောချင်တာပဲစွတ်မျိုးအတင်းတမကြီးပြောနေတယ်ဆိုတော့တစ်ဖက်လူကလည်းကိုပေါ်စိတ်ဝင်စားစိတ်မရှိတော့ဘူးပေါ့ပြောချင်တာအဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဲ့အနဲ့ပတ်သက်ပြီးတော့ဘာကြီးပြောသွားမလဲဆိုတော့နားထောင်ခြင်းအသက်ပညာနဲ့ပတ်သက်ပြီးတော့ကိုယ်လည်းဘယ်လိုမျိုးပိုင်းနေဆိုတင်းချုပ်မလဲဆိုတာပဲပြောချင်တာကိုကြီးပဲမပြောနဲ့တခါတလေတော့အခါမှာကိုနားထောင်ပေးလိုက်ဒီလိုမျိုးကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုမှာ80%ကရှင်းရှင်းပြောရင်စကားပြောတဲ့ဟာမျိုး communication လုပ်တဲ့ဟာမျိုးမဟုတ်ပဲနဲ့တကယ်တမ်းကျ listening အပိုင်းပဲအတေးကတစ်ဖက်လူဘာပြောလဲတစ်ဖက်လူဘာကိုပြောချင်လဲတစ်ဖက်လူကဘယ်ကိုသွားချင်လဲဆိုတော့ကိုကအာရုံစွတ်ဆက်ပြီးနားထောင်ပေးတာပဲပြောရင်နားထောင်ခြင်းရင်တက်ပြီညာကျန်တဲ့20%ကကြာမှာကိုပြောချင်တဲ့စကားတွေကိုပြန်ပြောပြီးတော့ကိုပြန်အကြံပေးချင်တဲ့အရာကိုပြန်ပြီးတော့မျိုးပြောချင်တဲ့စကားတွေပြန်ပြီးပြောတာပဲကျန်တဲ့20%ကကြာဆိုတော့တကယ်လို့ကိုကအဲ့လို communication နဲ့ပတ်သက်ပြီးတော့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ကိုကတကယ်နဲ့ထိန်းချုပ်ခြင်းနဲ့တကယ်နဲ့ဟိုမျိုးတခြားလူတက်သားခြင်းနဲ့ဆိုရင်တော့ကိုကဒီ9000နဲ့နေရာမှာကိုကပို့ပြီးတောင်းလို့လုပ်တင်တယ်ဆိုတော့ရှင်းရှင်းပြောတော့ကျွန်တော်တို့နံပါတ်1တစ်ချက်ကဘာလဲဆိုရင်ပြန်ပြောမဲ့စကားကိုကြိုတင်မစင်စားပဲညှောင်းထောက်ပါကျွန်တော်လူတွေအများစုဖြစ်တတ်ကြရရှိတာဘာလဲဆိုရင်တချို့သောလူတွေကသူတို့ကစကားတွေတစ်ဖက်ကလူပေါ့တစ်ဖက်ကလူကစကားပြောနေတဲ့အချိန်မှာကျွန်တော်တို့တွေကခေါင်းထဲမှာဘာပြန်ပြောရလဲဆိုတာစဉ်းစားနေပြီတစ်ဖက်လူကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ထားပါတော့တစ်ဖက်လူကဂျင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောနေငါဟိုတနေ့ကဂျင်းသွားဆိုတော့တိတ်တော့အဆင်ပြေခဲ့ဘူးကွာဂျင်းမှာလူတွေကရမ်းများငါလည်းသွားဆရာနေရလို့ရှိပြီးတော့အဲ့အနေမှာကိုကတကယ်တမ်းနားမထောင်ပေးပဲနေတကယ်တမ်းကိုပြောချင်တဲ့အရာကြီးကိုကစဉ်းစားနေရဆိုရင်အဲ့ညမှာတည်းမသွားနိုင်တယ်အဲ့ညမှာကိုကတစ်ဖက်လူပြောနေတာတေချာနားမထောင်မနေဩအဲ့ဆိုမင်းနောက်နေ့မှသွားလေနောက်တဲ့အချိန်နောက်ထပ်မျိုးအချိန်မှာပြောရင်ကွာတစ်ဖက်လူကိုဘယ်လိုမျိုးပြန်ပြောလဲဆိုတော့ကွာစဉ်းစားနေတာစဉ်းစားနေရဆိုတော့ကွာမားတယ်အဲ့လိုမျိုးမစဉ်းစားနေဘူးအဲ့လိုထက်ကွာတစ်ဖက်လူပြောနေတာမျိုးလုံးဝအာရုံစိုက်ပြောနားထောင်နေလုံးဝသူ့ရဲ့မျက်နှာကိုကြည့်သူ့ရဲ့ပုံစံသူပြောနေတဲ့စကားတိုင်းသူ့ရဲ့မျက်နှာပဲကြည့်သူပြောနေတဲ့ပုံစံတိုင်းပြောရင်းနဲ့မှသူစကားပြောတာပြီးသွားပြီဆိုမှကွာပြန်ပြီးတော့မှကွာဘာပြောလဲဆိုတာပြန်ပြီးတော့စဉ်းစားဒီပေါ့အချိန်နည်းနည်းတော့ကြာတော့မှာပေါ့ပြောရင်နောက်စက္ကန့်4စက္ကန့်တော့ကိုကသူကိုစီအနေမှာသူစကားပြန်ကြားဖို့အတွက်နောက်စက္ကန့်4စက္ကန့်တော့ကြာမှာဒါပေမဲ့အဲ့လိုမျိုးကြာတာထက်ကိုကချက်ချင်းတုံ့ပြန်နေတဲ့ချက်ချင်းကိုပြောချင်တာကောက်ပြောလိုက်တယ်ချက်ချင်းအဲ့လိုမျိုးပြန်ပြီးပြောလိုက်ရင်တစ်ဖက်လူအနေနဲ့ကိုပြောတဲ့စကားအလေးနဲ့မထားသလိုဖြစ်သွားတယ်ပြောချင်တာဟာဒီကောင်ကငါစကားပြန်ပြီးပြောဖို့အတွက်ငါပြောတဲ့အရာကိုဒီတိုင်းလေးပဲပြန်ပြီးတော့တုံ့ပြန်ဖို့အတွက်ပဲဒီကောင်ဒီစကားကြီးပြောလိုက်တာအဲ့ဆိုဒီကောင်ဒီလိုပါလားဆိုသူတို့ကထင်သွားနိုင်တယ်ပြောရင်ဒီကောင်ကဒီလိုမျိုးအလေးနဲ့မထားပါလားဆိုသူတို့ကထင်သွားနိုင်တယ်အဲ့လိုထက်ကိုရီဒီဘယ်လိုမျိုးဖြစ်ချင်လဲဆိုရင် तू ပြောတဲ့စကားတွေကိုကိုရီလေးနဲ့ထားစီချင်တယ်ဒီလူငါပြောခဲ့တဲ့စကားကိုဒီလူတကယ်လေးနဲ့ထားရဲပါလားဒီလူတကယ်ငါပြောတဲ့စကားကိုတကယ်တည်းလဲနားထောင်ရဲပါလားဆိုတော့တစ်ဖက်လူကိုရီးယားအဲ့လိုမျိုးခံစားချက်ဝင်စေချင်တယ်အဲ့လိုမှလေကိုရီးယားကဒီလိုမျိုးဆက်ဆံရေးကောင်းကောင်းလေးပေါ့တိစောက်နိုင်ပါဆက်ဆံရေးဆိုတာဒီကိုတင်ရတာမဟုတ်ကိုတင်ပေးနေရတယ်မဟုတ်တစ်ဖက်လူကလည်းပေးရမှာတို့တစ်ဖက်လူကလည်းကိုပေးတဲ့ဟာကိုပြန်ယူပါအောင်မယ်အဲ့ဒါမှဆက်ဆံရေးကောင်းမှုနဲ့ဆက်ဆံရေးလို့ခေါ်တာဒါပေမဲ့အခုကကြာကိုကြီးကပဲပေးနေတယ်ဒါပေမဲ့တစ်ဖက်လူကလည်းမယူဘူးနောက်ပြီးတော့တစ်ဖက်လူကလည်းပေးတယ်ကိုကလည်းမယူဘူးကိုကြီးပဲပြန်ပေးတယ်ဘာညာအမျိုးဖြစ်တဲ့အချိန်ကနောက်ဆုံးကျဒီဆက်ဆံရေးကပျက်စီးသွားမှရှိတာပဲပျက်စီးပြီးပြိုကွဲသွားမှရှိတာပဲဆိုတော့အဲ့လိုမျိုးဖြစ်စေရင်ကိုရီးယားခုနပြောသလိုမျိုးတစ်ဖက်လူပြောတဲ့ဟာကိုနားထောင်တယ်ဘာမှလည်းမစင်စားနဲ့ဘာမှလည်းပြန်ဘာတွေပြန်ပြောဖို့တော့ခေါင်းထဲမှာဘာမှမစင်စားနဲ့ဒီတိုင်း तू ပြောနေတဲ့အကြောင်းအရာကိုပဲအဲ့ဒီအချိန်မှလေးမှ तू ပြောတဲ့ဟာကိုနားထောင်တယ်နားထောင်ပြီးသွားပြီဆိုမှကိုကအချိန်မှစဉ်းစား okay ငါဒီ
ဒီလိုကလာပြောခဲ့ဒီလိုပြောခဲ့တယ်โอเคနောက်ပြန်ပြီးတော့တုံ့ပြန်ရမယ်နောက်ပြန်ပြီးဆိုတာပြန်အဲ့ဒါကြောင့်စကားတစ်ခုပြန်ပြီးမတုံ့ပြန်ခင်မှာခဏလောက်ရက်ပါခဏလောက်ရက်ဆိုင်ပါလို့ပြောတာဆိုတာအဲ့ဒါကိုပြောတာတခုပြန်မပြောခင်မှာပေါ့ခဏတော့ရက်စဉ်းစားပြီးကိုကပြန်ပြောရမယ်ဆိုတာစဉ်းစားပြီးတော့ပြီးတကယ်နဲ့ကိုကတကယ်ပါပြန်ပြောတကယ်ပါပြန်ပြောလို့ဆိုတာတကယ်သိချပြီးဆိုမှကိုကပြောလိုက်ကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်တစ်ခါပြောခဲ့လို့ရှိရင် process ကရှင်းပြရင်3ဆင့်ပဲစဉ်းစားမယ်ပြီးတော့ပြန်ပြောမယ်ပြီးတော့ရင်တစ်ဖက်ကလူကပြန်ပြောဆိုတာမဟုတ်ဘူးမဟုတ်ဘူးလားကိုရောမင်းနေတပတ်အော်ရက်မယ်စဉ်းစားမယ်ပြန်ပြောမယ်အဲ့လိုဆိုတော့ process က3ဆင့်ရှိတယ်ကိုကရက်မယ်စဉ်းစားမယ်ပြီးပြန်ပြောမယ်ဆိုတော့ခုနလိုမျိုး communication တို့များဆိုရင်လည်းကိုကလိုမျိုးတစ်ဖက်လူပြောလိုက်ရင်ကိုကအရင်နားထောင်ပြီးနော်ခဏရက်လိုက်ရက်ပြီးတော့စဉ်းစားမယ်စဉ်းစားပြီးတော့ကိုစဉ်းစားတဲ့အကြောင်းတွေကမျိုးတခြားလူတွေပြောလိုက်မယ်အဲ့ဒီလိုချင်းအပြင်တစ်ဖက်လူကိုကတကယ်တမ်းသူပြောတဲ့စကားတွေကိုအလေးနဲ့ထားရတယ်ဆိုတဲ့အကြောင်းအရာကိုသူ့ကိုပြစေတယ်ပြောရရင်အဲ့မှာလည်းကိုရီးယားကောင်းမွန်တဲ့ relationship တွေဒီဆောင်နေကောင်းမွန်တဲ့ဆက်ဆံရေးဒီဆောင်နေတယ်ဒါအယုံရှင်းဆုံးပဲဘယ်လိုများဆိုတာဒါဒီညမှာမှတက်ကြတာကိုအဲ့လိုတစ်ဖက်လူစကားပြောနေချင်းမှာကိုကဘာပြန်ပြောနေဆိုတော့ကိုခေါင်းထဲမှာစဉ်းစားနေပြီအဲ့ကလေးကအရှင်းပြနေတော့မှာပါပဲပြောရင်အဲ့တော့ကျွန်တော်ပထမဆုံးတစ်ချက်ဒီကိုကတစ်ဖက်လူပြန်ပြောမဲ့စကားကိုတွေကတိကျနားထောင်ပြီးမှကိုရီပြန်ပြောမဲ့စကားကိုပြန်ပြီးတော့မှစဉ်းစားပြီးပြန်ပြောရမယ်ဒါပထမဆုံးတစ်ချက်နောက်ဒုတိယတစ်ချက်ကကြာကိုရီစကားလုံးများရဲ့စကားလုံးတွေရဲ့နောက်ွယ်ဆိုလိုရင်းကိုတကယ်နားထောင်ပြောချင်တာဒီတစ်ဖက်လူပြောတဲ့စကားတွေကလိန်ညာတဲ့ဟာတွေလိန်လည်မှုတွေမျိုးပြောတာမဟုတ်ဘူးနော်သူတို့ရဲ့နောက်ွယ်ကဘာကိုပြောချင်လဲကိုဘာကိုဖြစ်ချင်လဲကိုစင်တွေဘာကိုလိုချင်တာလဲကိုဘယ်လိုမျိုးထင်စီချင်တာလဲဆိုတော့ကိုကနားလေဖို့လိုရတယ်တချို့လူတွေကထားပါတော့ကိုကနေမှတစ်ဖက်လူမိလိုက်တယ်မင်းအဆင်ပြေလားမင်းဘာညာဆိုတော့တစ်ဖက်လူအဆင်ပြေပါတယ်ဘာညာအဆင်ပြေပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့တကယ်အဆင်ပြေလားဆိုတကယ်အဆင်ပြေဘူးအဲ့ဒါကိုရီးယားဘယ်လိုတည်လဲဆိုရင် तू အဲ့ဒီစကားကိုပြောတဲ့အချိန်မှာ तू ရဲ့မျက်နှာပုံစံဘယ်လိုမျိုးဖြစ်နေလဲနောက်ပြီးတော့ तू အဲ့ဒီစကားကိုပြောတဲ့အချိန်မှာရော तू ရဲ့တန်ထားနဲ့ तू ရဲ့လေသိန်းတဲ့ပုံစံတွေလေပြန်ယူတဲ့ပုံစံကဘယ်လိုမျိုးပုံစံမျိုးဖြစ်နေဆိုတော့ကိုကအဲ့ဒါကိုကြည့်ပြီးခွဲခြားလို့ရတယ်အဲ့ဒီမှာတစ်ဖက်တော့တကယ်နဲ့အဆင်ပြေလားမပြေလားဆိုတော့ကိုပြန်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်လို့ရတယ်အဲ့မှာတစ်စက်အဲ့တော့ပြောချင်တာတစ်ဖက်လူကလိန်ညာမဟုတ်ဘူးဒါပေမဲ့ကိုရီးယားအဲ့ဒီသူတို့ပြောတဲ့စကားရဲ့နောက်ကဘာလို့ဆိုလို့ချင်းလဲဆိုတော့ကိုရီးယားနားနဲ့တက်ဖို့လိုရတယ်အဲ့တော့နားနဲ့ဖို့တက်လေခုနကကျွန်တော်ပြောခဲ့ညီတွေတုံးလိုက်လို့ရတယ်ပြောချင်တာဒါကကျွန်တော်ယောက်ျားတွေမှာမဟုတ်ကျွန်တော်မိန်းမတွေမိန်းကလေးတွေမှာအများစုတွေ့ရလိမ့်မယ်သူတို့တွေဆိုကျွန်တော်ထုံးစံတိုင်းပဲတွေ့ရလိမ့်မယ်အော်စင်ပြေလားဘာဖြစ်နေလို့တော့တပတ်တော့မုံရစင်ပြေဘာမှဖြစ်သူတို့ပတ်စံထဲမှာဘာမှဖြစ်ဘူးလားပြောတကယ်တမ်းကျသူတို့ရဲ့စိတ်ကြီးကလုံးဝစိတ်ကြီးတိုးနေတယ်ဝတ္တဝင်တွေတိုးနေလုံးဝစိတ်ကောက်နေပုံနေပြင်းနေရှင်းပြီးတော့လေအဲ့တော့ဒါအတိအသာဆုံးဥပမာတစ်ခုပဲကိုရီးယားစကားပြောတဲ့အဲ့ဒီသူတို့ပြောချင်တဲ့စကားပြောရတဲ့နောက်ွယ်မှာဘာလို့ဆိုလိုချင်တာလဲဘာလို့ဆိုလိုချင်ဆိုတော့နားလည်တယ်မို့လို့ရတယ်စကားတိုင်းမှာဆိုလိုရင်းသူတို့ရဲ့နောက်ွယ်မှာဆိုလိုရင်းတစ်ခုကအများကြီးရှိတယ်စကားတိုင်းရဲ့နောက်ွယ်မှာအများကြီးဆိုလိုတစ်ခုရှိတယ်ကျွန်တော်အခုပြောနေတဲ့စကားရဲ့နောက်ွယ်မှာဆိုလိုတစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ကျွန်တော်သိတဲ့အကြောင်းအရာကျွန်တော်မတိုင်ခင်တင်ယူခဲ့တဲ့အကြောင်းအရာကျွန်တော်မတိုင်ခင်ကအတွေ့အကြုံရခဲ့တဲ့အရာတွေကျွန်တော်ပြန်မြောက်ပေးချင်လို့အဲ့ကျွန်တော်ဒီစကားကြီးပြောတယ်အဲ့ကျွန်တော်ဒီမှာထိုင်ပြီးတော့ကျွန်တော်ကင်မရာ recording လုပ်ပြီးကျွန်တော်ဒီစကားကြီးပြောနေတယ်အဲ့ကျွန်တော်ရဲ့ဆိုလိုရင်းပဲအဲ့ကျွန်တော်ပုံမှန်လေးကျွန်တော်ရင်ဖွင့်ပြရတာအဲ့တော့ကိုရီဒီတစ်ဖက်လူပြောချင်တဲ့စကားရဲ့နောက်ွယ်ကဘာလို့လဲဆိုလိုချင်တဲ့စကားကိုတည်တတ်ဖို့လိုရတယ်အဲ့ဒါမှလည်းကိုယ်ကနားထောင်နေတဲ့အပိုင်းမှာပို့ပြီးတော့ပြောရင်တီကျွမ်းလာမှာပေါ့တက်ကျွမ်းလာမှာဆိုတော့ဒါဒုတိယတစ်ချက်တက်ချက်ကကြာစိတ်ခံစားမှုတွေရေးရောင်တွေကိုရှာဖွေတာပြောချင်တာခုနကတစ်ချက်နဲ့တော့နည်းနည်းစင်တူတယ်ဒါပေမဲ့ဒီကောင်ကကြာတစ်ခါလေကြာအဲ့လိုအနက်တဲ့အထိဝင်သွားတယ်ပြောချင်တာတစ်ဖက်ကလူကအဲ့လိုစင်ပြေတယ်မှန်ဖြစ်တဲ့အချိန်မှာတော့ကိုရီးယားသူ့ရဲ့အရေးရောင်နေ तू အလုံးဝအထဲထိ तू ကဘာလို့တကယ်ဆိုလို့နေလဲဆိုတော့ကွာအဲ့အနေနဲ့စင်ကွာတီးဖို့လိုရတယ်ပြောချင်တာအဲ့ဒီနောက်ွယ်မှာ तू ကဘယ်လိုမျိုးဖြစ်နေလဲညာလိုဖြစ်နေလဲဘယ်လိုဖြစ်နေဆိုတော့ကွာအရင်ဆုံးတီးထားဖို့လိုရတယ်ပြောချင်တာခုနကကောင်ကကြာဘာလို့ဆိုလို့နေလဲဆိုတော့ခါလေးကြာလူတွေကရှင်းပြောရင်ဖုံးပွင့်တတ်တယ်။အခါကျလူတွေဒီသူတို့ကဒီဟန်ဆောင်တတ်တယ်။လူတိုင်းမှာကမျက်နှာဖုံးကရှင်းပြောရင်လူတိုင်းကမျက်နှာဖုံးဆွတ်ထားကြတာ။အဲ့တော့ခုနကဒုတိယတစ်ချက်ကဘာလို့ဆိုလို့နေလဲဆိုတော့ကိုကအဲ့လိုမျိုးမျက်နှာဖုံးဆွတ်ထားတဲ့လူတွေနောက်ကွယ်ကဘာလို့ဆိုလို့နေလဲဆိုတော့ကိုကတိဖို့လိုရတာ။ရှင်းပြောရင်နားလဲဖို့လိုရတာ။ဒါပေမဲ့ဒီတတိယမြောက်တစ်ချက်ကကြာဘာလို့ဆိုလို့နေလဲဆိုတော့အဲ့လိုမျိုးနောက်ကွယ်မှာဟိုမှ
ဘယ်လိုမျိုးစိတ်ခံစားချက်တွေဖြစ်နေလဲဆိုတော့ကိုယ်ကသိဖို့လိုတာကိုယ်ကနားလည်ဖို့လိုတာဒါကြောင့်တစ်ဖက်လူကစိတ်တိုနေရလားတစ်ဖက်လူကအဲ့ဒီဟာကြီးကိုပြောတဲ့အချိန်မှာကိုယ်ကကြောက်နေရလားဒါမှမဟုတ်အဲ့ဒီဟာပြောနေတယ်ကိုယ်ကဝမ်းနေနေရလားဆရှိတဲ့မျိုးကိုယ်လည်းအဲ့ဒါတွေကိုကိုယ်တွေကရှာဖွေဖို့လိုရတယ်အဲ့ဒါမှလည်းတစ်ဖက်လူကတကယ်နဲ့ဘာလို့ဆိုလို့ချင်းဆိုကိုယ်လည်းသိမှာလေဟုတ်တယ်မလားကိုကလူတရားနဲ့စကားပြောနေရဆိုကြတဲ့ကတစ်ဖက်ကလူရဲ့စိတ်ခံစားချက်ကိုကိုကတကယ်နဲ့လေးလေးနဲ့ထားလို့သူနဲ့စကားပြောနေရလေမဟုတ်ဘူးလားဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာကျွန်တော်အဲ့ဒီတယောက်နဲ့စကားပြောနေအဲ့ဒီလူတရားစကားပြောနေဆိုကြတဲ့ကျွန်တော်အဲ့ဒီနေရာမှာထွက်သွားလိုက်ပြီလေဟုတ်တယ်မလားတကယ်တမ်းကျကျွန်တော်တို့အဲ့ဒီလူရဲ့စိတ်ခံစားချက်ကိုလေးလေးနဲ့ထားလို့တာကျွန်တော်တို့ကအဲ့ဒီလူနဲ့စကားဆက်ပြီးပြောနေတာဆိုတော့အဲ့ဒီလူပြောလိုက်တဲ့စကားရဲ့နောက်ကိုရဲ့စိတ်ခံစားချက်တွေကဘာလဲဆိုကိုယ်ကရှာဖို့လိုရတယ်အဲ့အားမှတဆင်ပြန်ပြီးတော့မှသူ့အတွက်စိတ်အစဉ်ပြေစေနေတဲ့နဲ့ဒါမှမဟုတ်သူ့အတွက်အဲ့လိုမျိုးစိတ်ခံစားချက်ကောင်းစတဲ့နေရာတွေပြန်ပြောရမှာအဲ့ဒါမှလည်းကိုယ်ရဲ့လူမှုဆက်ဆံရေးလည်းကောင်းလာပါလေဟုတ်တယ်မလားတစ်ဖက်ကကိုယ်ရဲ့စိတ်ခံစားချက်တွေနားလည်နေဒီအားလည်းဘယ်နာသုံးနေလဲဆိုတော့ relationship မှာလည်းသုံးနေတယ် relationship မှာလည်းသုံးနေတယ်လို့အဲ့လိုမျိုးကျွန်တော်ပြောလို့ပါလို့မျိုး talking stage အဲ့လိုမျိုးကောင်းလေးနဲ့ကောင်းမလေးရေးစားမဖြစ်ခင်မှာမျိုးစကားပြောတဲ့အချိန်အောင်ပြောရင်စကားပြောမယ်ရှိတဲ့အဆင့်မှာဒီလိုမျိုးအချက်တွေအရင်သုံးနေတယ်တစ်ဖက်ကကောင်းမလေးကဘာလို့ဆိုလို့ချင်တာလဲဆိုတော့ကိုကတိနေတဲ့အချိန်မှာပြန်ပြီးတော့သူတကယ်လိုအပ်တဲ့သူတကယ်လိုချင်တဲ့တုံ့ပြန်မှုတွေစကားတွေကိုပြန်ပြီးပြောလိုက်တစ်ဖက်ကကောင်းမလေးကိုပို့ပြီးအောင်ကြွေသွားအောင်ဒါမှန်နေရပဲလူစကားမျိုးစကားမျိုးရင်းနဲ့တဲ့မလားလူမျိုးကောင်းမလေးကလူမျိုးတော့တခါစကားပြောနေဒီနေ့အစင်းနေပြေးလာပါဘူးကွာဘာမှလည်းအစင်းပြေးပါဘူးစိတ်ညစ်လိုက်တာမမဖြစ်နေစဉ်ကိုကသူတကယ်စိတ်ညစ်တာဘာကြောင့်ဖြစ်တာလဲသူတကယ်ဘယ်အရာကြောင့်သူကစိတ်ညစ်သွားလဲဘယ်ဟာမျိုးကြောင့်ပြောဖြစ်တာလဲဆိုတော့ကိုကအဲ့ဒီဟာကိုရှာနေနေတကယ်နဲ့ရှာတွေ့သွားပြီးတော့သူအဲ့လိုမျိုးပြန်ပြီးတော့ပြောရင်ဟိုကပေးနိုင်ဟိုကပေါ်ထားပါတော့ဘယ်လိုမျိုးပြောအောင်အဲ့ဒါကို comfort ပေးရလားသူစိတ်လုံခြုံမှုပေးတာပေါ့အဲ့လိုမျိုးတစ်ဖက်ကလူကိုစိတ်လုံခြုံမှုပေးတဲ့မျိုးတဘောမျိုးနဲ့ဆိုရင်တစ်ဖက်ကကောင်းမလေးကိုပို့ပြီးတော့ကြည့်တော့နိုင်ခံစားချက်ကိုသူသိတယ်ပေါ့ပြောရရင်နားခံစားချက်ကိုသူနားလေတယ်ပေါ့ပြောရရင်အဲ့လိုမျိုးကောင်းလေးကသူတဲ့စိတ်ခံစားချက်ကိုနားလေပြီးတဲ့ကောင်းလေးဆိုပို့ပြီးတော့သူကသဘောကျတယ်ပြောရရင်အဲ့လိုမျိုးချောတာမာညာမဆေးရှိတဲ့ကောင်းလေးထက်ဆိုင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုနားလေပြီးတဲ့ကြောက်လေးဆိုသူတို့အရင်သဘောကျတယ်ဒါထားပါတော့ဆိုတော့တရတစ်ချက်ကကိုယ်အဲ့လိုစိတ်ခံစားချက်ရဲ့နောက်ကိုရဲ့အရေးအယောင်တွေကိုရှာတက်ဖို့လိုရတယ်သူတို့ကဘာကိုဆိုလိုချင်တာလဲအဲ့ဒီဆိုလိုချင်ရဲ့နောက်ွယ်မှာလဲဘယ်လိုမျိုးစိတ်ခံစားချက်တွေပါလဲဆိုတော့ကိုကရှာတက်ဖို့လိုရတယ်ဆိုတော့ဒါတရက်ချက်စရိုးသားမျိုးတစ်ချက်ကကြာကိုတကယ်နဲ့အဲ့ဒီလူကိုနားထောင်နေတယ်ဆိုတော့ကိုတက်တေပြဖို့လိုရတယ်တက်တေပြရတယ်ကိုကဒီတိုင်းပဲပြလိုက်ကွာသိမလားတကယ်နဲ့ခုနအစားတော့ကျွန်တော်ပြောခဲ့တယ်လို့ကိုကဘာရင်ပြောမလဲဘာပြန်ပြောမလဲဆိုတော့စဉ်းစားနေတာထက်ဆိုင်ရင်ဒီလိုမျိုးကိုကတကယ်နဲ့နားထောင်နေတယ်ကိုကတကယ်နဲ့မျိုးဖြစ်နေတယ်ဆိုတော့သူကပြောလို့ဥပမာထားပါတော့မေကုန်းလေးပြန်မေးတာဒါမှမဟုတ်ကိုကမကြားလိုက်တော့ပြန်ပြီးတော့ပြောလို့ရမလားဆိုတာတွေတော့မဟုတ်လေခင်ဗျားအဲ့ဒါဆိုဒါတွေလုပ်နေရလားခင်ဗျားအဲ့ဒါဆိုဒါမျိုးအကြောင်းအရာတွေပတ်သက်ပြီးခင်ဗျားတွေစိတ်ဝင်စားနေရလားဆိုတော့ဟာကြီးကိုကပြန်ပြီးတော့အဲ့လိုမျိုးတစ်ဖက်လူတကယ်တမ်းစိတ်ဝင်စားကြောင်းတစ်ဖက်လူရဲ့ပြောခဲ့တဲ့စကားတွေကိုကတကယ်တမ်းနားထောင်နေကြကိုပြန်ပြီးတော့ပြဖို့လိုတယ်ပြောရင်အဲ့ဒါမှတစ်ဖက်လူကကိုပြန်ပြီးအတိမတ်ပြပါမလဲဒီတယောက်တကယ်နာပြောနေတာနားထောင်နေရပဲဒီတကယ်နာပြောတဲ့မျိုးဟာရောအကုန်လုံးရှင်းပြရတော့မဟုတ်ဘူးကွာ90%သောဟာတွေကိုဒီတယောက်တကယ်ငါပြောတဲ့ဟာတွေကိုနားထောင်နေရမယ်လေးနဲ့ထားနေရပဲဆိုပြီးတော့ကိုပို့ပြီးတော့ရှင်းပြောရင်ရေးကြီးလို့ခံစားတော့မှာကွာကိုလေးနဲ့ထားတဲ့ပုံစံမျိုးသူတို့ဘာဖြစ်သွားမှာအဲ့မှာတစ်စင်းလည်းပြောရင်ခုနကမျိုးပေါ့ relationship တွေဘာညာရေးကိုဆက်သွားလို့ရတယ်ဆက်သွားနိုင်မှာအဲ့လိုမျိုးပါလေမဟုတ်ကွာမျိုးကြုံမှုတော့မသိဘူးမျိုးကိုတစ်ဖက်ကတစ်ဖက်မဟုတ်ထပ်ပါတော့ကိုကစကားတွေတကုံပြောတစ်ဖက်လူလို့အဲ့ဒါကောင်လေးရင်ဖွင့်နေတောင်နေပြောပြနေတယ်ကောင်ကိုဖြစ်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုတကယ်ဘယ်လိုခံစားခဲ့ရဆိုတော့လေကိုတကယ်ဘယ်လိုမျိုးအချိန်ကြီးမျိုးမှာဘယ်လိုမျိုးဟာကြောင်မျိုးဖြစ်ခဲ့အစားရှိတဲ့မြေအဲ့ဒါအကုန်လုံးကိုတစ်ဖက်ကလူရင်ဖွင့်နေတစ်ဖက်ကလူကိုပြောပြနေတဲ့အချိန်မှာတစ်ဖက်ကလူကကိုယ်လည်းနားမထောင်ဘူးပါဇက်လည်းအေးဟုတ်တယ်အေးဟုတ်လားအေးဟုတ်တယ်နော်အဲ့လိုမျိုးလုံးတဲ့ချိန်ကကိုရီးယားလည်းသူ့ကိုစကားပြောချင်စိတ်လည်းမရှိတော့ဒါကြောင့်ခုနသူတုံးခဲ့တဲ့စကားတွေကရှင်းပြောရင်တာမန်စကားတွေမှာပဲစကားဝိုင်းမှာတုံးပြီးတော့တုံးရမယ်စကားလုံးတွေဒီလိုမျိုးတကယ်ရင်ဖွင့်နေတဲ့လူတစ်ယောက်မှသွားပြီးတော့လာပြီးတော့မတုံးတင်ဘူးပြောရမတုံးတင်ဘူးကွာပြောချင်တာအဲ့ဒါထက်မင်းအချင်းတော်မျိုးခံစားခဲ့ရဘယ်လိုမျိုးအဆင်ပြေလားတင်မလားဘာလို့ပေးရမလဲဘယ်မျိုးငါဘယ်လိုကူညီပေးရမလဲလိုရင်တော့ပြောလိုက်ကူညီပေးမယ်ဆိုတော့အစားရှိတဲ့အဲ့လိုမျိုးပြောတဲ့အချိန်ကကိုရီရင်ဖွင့်တဲ့လူကလည်းရှင်းပြောရင်ခံစားကိုရီစကားကိုနားမထောင်ခဲ့ဘူးဆိုရင်တော့အနည်းဆုံးဒီတယောက်ကငါပြောတဲ့စကားတွေကိုသူတကယ်တမ်းယူဆိုင်တယ်သူတကယ်တမ်းအလေးနဲ့ထားရဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်သိလာရတယ်ကျွန်တော်စိတ်ထဲမှာလည်းခံစားခဲ့လိုက်ရတယ်
အဲ့တော့သူ့ဘောကိုလည်းကျွန်တော်တို့ကပို့ပြီးတော့လည်းလေးနဲ့ထားသလိုသူ့ဘောကိုကျွန်တော်ကအဲ့ဒီရှင်းပြောရင်ဒီဆက်ဆံရေးကပို့ပြီးတော့လေးနဲ့ထားလာတယ်သူလည်းကျွန်တော်တို့ဆက်ဆံရေးလေးနဲ့ထားလာတယ်အဲ့တော့နှစ်ဖက်လည်းဆက်ဆံရေးအဆင်ပြေရဆက်ဆံရေးကောင်းတယ်တော့မဟုတ်ဘူးခုနပြောခဲ့လို့မျိုးလောက်နေနဲ့တော်ရယ်လေးနဲ့ကွာပြီးသွားရဆိုရင်ပိုးလဲပါမှနောက်လဲဆက်ပြီးဒီလိုသွားပြီးရင်ဖွင့်ချင်မှာမဟုတ်ဒီလိုဆက်ပြီးလဲကိုရီးယားသွားပြီးတော့ပြောရင်ကွာရင်ဖွင့်နေဆိုကြတဲ့ကိုယ့်ရဲ့ခိစိတ်ခံစားချက်တွေကိုအကုန်လုံးကိုချပြနေတာလေရှင်းပြကိုယ့်ရဲ့တကယ်အစစ်မှန်တွေကိုချပြနေတဲ့အချိန်မှာလေအဲ့ဒါမှတစ်ဖက်ကလူကဒီလိုမျိုးလီးနဲ့မထားတဲ့ပုံစံမျိုးနဲ့လုပ်တဲ့အချိန်ကိုရီးယားလည်းဆက်ပြီးတော့ကိုရီးပြောချင်တဲ့စကားကိုဆက်ပြီးရင်ဖွင့်နေတဲ့ဟာကိုဆက်ပြီးမပြောချင်သေးမရှိတော့ဆိုတော့ဆက်ဆံရေးနဲ့ပတ်သက်လာရင်ကိုယ်တည်ထားမယ့်အချက်တစ်ချက်ပေါ့။တို့ကကြောက်ကိုယ်နားထောင်တဲ့နေရာမှာဒီလိုမျိုးနားထောင်ခြင်းအတက်ပညာကိုလုပ်နေတဲ့နေရာမှာကိုယ်တည်ထားတဲ့တစ်ချက်ပေါ့ပြောရရင်အမားတစ်ခုလိုလည်းပြောကြပါအမားပြောရရင်မမတင်းတဲ့အမားတစ်ခုပေါ့။ဒါနံပါတ်၄တစ်ချက်နောက်ဆုံးတစ်ချက်ကကြာကိုယ်စကားဖြစ်ပြောတာတတ်နိုင်ဆုံးရှောင်ဒါတကယ်ကိုအရေးကြီးနေတကယ်ကိုလေးနဲ့ထားတင်တဲ့တစ်ချက်ချိုးကောင်နေရှိတယ်ကိုကစကားပြောနေတစ်ဖက်ကကိုစကားပြောနေတဲ့အချိန်မှာတစ်ဖက်ကဝင်ပြောတာဆိုကျွန်တော်ဆိုအရန်မုန်းတယ်ငါစကားပြောနေလေတမောတခြားလူစကားပြောနေဘယ်လိုမရဝင်ဖြတ်ပြောရတော့ဝင်ဖြတ်တချို့လူတွေရှိတယ်ဝင်ဖြတ်ပြောနေဆိုရင်တော့သူတို့ကယဉ်ကျေးကျေးလေးနဲ့တော့လေးလေးစားစားနဲ့ပြောတယ်အော်ဝင်ဖြတ်ပြောပြရစေစိတ်တော့မရှိပါနဲ့ကျွန်တော်ဒါလေးပြောချင်တော့စိတ်ထဲမှာဒါလေးပေါ်တော့ကျွန်တော်ဝင်ဖြတ်ပြောပြရစေဆိုပြီးတော့သူတို့တောင်းဆိုပြီးသူတို့ပြောရလူရှိတယ်အဲ့လိုမျိုးကိစ္စမရှိဘူးကြည့်ပြအဲ့လိုမျိုးလုံးအောင်ကိစ္စမရှိဘူးဘာမှမဖြစ်ဘူးကျွန်တော်တို့လည်းလေးနဲ့ထားတယ်ကျွန်တော်တို့လည်းလေးစားတယ်ဒါပေမဲ့တချို့ကောင်တွေလိုမျိုးဘာမှလည်းမပြောဘာမှလည်းမလုပ်ဘူးဒီတိုင်းတခြားလူကစကားပြောနေချိန်မှာဝင်ဖြတ်ပြောဟာရတိလာဟိုတနေ့ကလေးငါဟိုဘာကြီးတွေ့လာဟိုတနေ့ကဘာမျိုးဖြစ်လိုက်တာဆိုပြီးတော့ပြောလိုက်နေကျွန်တော်တို့အစကျွန်တော်ပြောနေတဲ့စကားတွေကိုတခြားလူတွေရောလေးနဲ့မထားလို့ဖြစ်သွားတယ်ပြောရင်ကျွန်တော်ပြောခဲ့တဲ့စကားတွေကိုဘယ်သူမှအလေးနဲ့မထားတဲ့ပုံစံမျိုးကျွန်တော်စိတ်ထဲမှာလည်းလူမျိုးဖြစ်သွားတယ်။အဲ့မျိုးကလည်းတက်ရှိတယ်။ကိုရီကအဲ့လိုစာကြောင်းနေပြောနေတဲ့အချိန်မှာဘေးနားတွေမှာဟျက်နေတိတာတားကြီးတယ်ဟိုတနေ့ကဘောလုံးပွဲရပါဖြစ်တယ်ဟိုတနေ့ကဘောလုံးပွဲမှာဘယ်ကောင်းရှုံးသွားတယ်ဘယ်ကောင်းနိုင်သွားလဲဆိုတော့မင်းတို့သိလိုက်လားငါလောင်းကြီးကငါရှုံးတာလီးကွာငါစိတ်ရှင်ရှုံးသွားတာဆိုပြီးတော့ဝန်ဖြတ်ပြောတဲ့အချိန်မှာကိုရီဒီမှာစာကြောင်းပြောနေရင်ကျွန်တော်စာနဲ့ပတ်သက်ရကျွန်တော်ပြောနေတဲ့လူကအရှင်းပြောရင်အချိန်ထဲမှာတမျိုးဖြစ်သွားပြီ။အဲ့လိုမျိုးကြအစီမပြေဘူးပြောရရင်အဲ့တော့ဒီလိုမျိုးနဲ့ပတ်သက်လာရင်ပြန်ပြီးတော့အဲ့လိုတုံ့ပြန်လို့ရတာဘာမှမပြောလိုက်နဲ့ဘာမှဆက်မပြောနဲ့စကားဝိုင်းတမ်းပြီးထားလိုက်သူဝင်ပြောလိုက်တယ်သူဝင်ပြောတဲ့တခြားလူနားထောင်ချင်တယ်ဆိုရင်ရတယ်အဲ့ဆိုတော့ဒီစကားဝိုင်းနဲ့ထွက်လိုက်မယ်ဘာလို့ဆိုမင်းတို့တွေလည်းငါပြောတဲ့စကားမင်းတို့တွေတကယ်အလေးနဲ့မထားလို့အဲ့တော့မှမင်းတို့ဝင်ဖြစ်ပြောတဲ့လူပဲစကားနားထောင်ချင်တယ်ဆိုလည်းရတယ်မင်းတို့ပဲဆက်နားထောင်လိုက်နောက်ထပ်တနည်းအားကြကိုယ်ခဏရက်လာရပြီးတော့အဲ့ဒီကိုစကားဝင်ဖြစ်ပြောတဲ့ကောင်းရဲ့မျက်နှာကိုတက်ကြည့်လိုက်တက်တာကြည့်လိုက်အဲ့လိုသာဆိုဒီကောင်တော့လုံးအောင်ဖို့ရဲမှာမဟုတ်တော့ပြောရင်အဲ့လိုစကားလည်းမှာဒီမျိုးဝင်ဖြစ်ပြောရဲဆိုကြတယ်ရှင်းပြောရဲမလေးစားကိုယ်လည်းမလေးစားလို့ဒီစကားဝိုင်းမှာစကားနားထောင်နေတဲ့ဒီမျိုးဘေးနာကိုပြောနေတဲ့စကားတွေနားထောင်နေတဲ့လူတွေကိုလည်းမလေးစားရကြတယ်အဲ့လိုမျိုးတွေကရှင်းပြလို့မျိုးတွေကတကယ်ဟိုမုံစရာကောင်းတဲ့လူတွေပြောရင်အနည်းဆုံးတော့ကိုကလေးစားမှုတဘောမျိုးနဲ့ဝင်ဖြတ်ပြောရလို့မထင်ပါနဲ့ကျွန်တော်ဒီအချိန်မှာကျွန်တော်ဒီအကြောင်းအရာတွေကျွန်တော်ကောင်းတော့ပေါ်တော့ကျွန်တော်နည်းနည်းလေးပြောပြရစေဆိုမျိုးပြီးတော့ကိုကတောင်းဆိုပြီးတော့ပြောရင်တော့မှတမျိုးဖြစ်အောင်ပဲဘာမှမဖြစ်သေးဘူးခုနကမျိုးဝင်ပြောတာအဆင်မပြေဘူးပြောရရင်ပြီးတော့ကိုယ်လည်းအသက်နိုင်ဆုံးမဖြစ်အောင်တော့ရှောင်းတဲ့တယ်အသက်နိုင်ဆုံးမဖြစ်တော့ကိုကတတိလက်ထားတဲ့တယ်ကိုယ်လည်းအဲ့လိုမျိုးလုပ်လိုက်လို့ပျက်စီးသွားတဲ့ဆက်ဆံရေးတွေမှာအများကြီးပဲပြောရင်ဒီတစ်ချက်လေးနဲ့ပဲလူတွေအများဆိုသူတို့လိုချင်တဲ့ဆက်ဆံရေးသူတို့လိုချင်တဲ့အရာတွေပျက်စီးသွားတဲ့မှာပုံကြီးအများကြီးပဲဘာလို့သူတို့ကဒီတစ်ချက်ကိုကောင်းကောင်းလေးမထိန်းချုပ်နိုင်ဘူးအဲ့တော့တကယ်လို့တင်တာဒီတစ်ချက်ကိုပါထိန်းချုပ်နိုင်တယ်ဆိုရင်ခင်ဗျာ80%လောက်ကခင်ဗျာတခြားလူတွေတာနေပြီ80%လောက်ကခင်ဗျာတခြားလူတွေရှိရောက်နေပြီပြောရင်ဆိုတော့တာမန်လူတွေတိတ်မလုပ်နိုင်တဲ့အရာတွေဒီမှာပါတယ်ဆိုတော့လူတွေအများဆုံးကသူတို့အကြောင်းအရာတွေပြောချင်ကြတာလူဖြစ်လာပြီဆိုကြတဲ့အချင်းပြောရင်တကူကောင်းဆန်နဲ့ပြောရင်အမျိုးအစားလို့ပြောနေတယ်လူတွေဆိုတာကိုယ့်အကြောင်းပဲပြောချင်တယ်ကိုပဲချီးကျူးချင်တယ်ပြီးတော့လူတွေကိုယ့်အကြောင်းကိုပဲမမိစေချင်တယ်လူတွေကိုနဲ့ပတ်သက်လာရင်ကိုပဲတည်စေချင်တယ်တခြားလူတွေမတည်စေချင်ဘူးစရှိတယ်နာမည်ကြီးသွားတယ်လို့ကိုပဲနာမည်ကြီးစေချင်တယ်တခြားဘေးနာကိုဘေးနာမှာကိုနဲ့တူအောင်မြင်လာတဲ့လူတွေလည်းဘာမှနာမည်လည်းမကြီးစေချင်ဘူးသူတို့ပိုတော့ကြာရှုံးသွားစေချင်တဲ့စိတ်လည်းကိုယ်ထဲမှာရှိတယ်လူဆိုတာအဲ့ဒါပဲ
တကူကောင်းဆန်တဲ့စိတ်ကအမြင်ရှိဒါပေမဲ့အဲ့ဒီတကူကောင်းဆန်တဲ့စိတ်ဆိုတာလေကိုကတကယ်နဲ့အသုံးချရင်တကယ်နဲ့သုံးဝင်တယ်ကိုကတကူကောင်းဆန်နေဆိုတာလေကိုကဒါပါတော့ကိုရဲ့မိသားစုအတွက်တော့တကူကောင်းဆန်တယ်ကိုမိသားစုလွေးချေးအတွက်တော့ခုရှင်ကတော့တကူကောင်းဆန်ဖို့လိုရတယ်ငါပတ်စံနေတကုံရှာဖို့လိုတယ်ငါကုံနာပဲငါအရင်ဦးဆုံးအာယုံဆိုင်ဖို့လိုရတယ်အဲ့ဒါမှငါဒီငါရဲ့မိသားစုပြောပြီးတော့ထောက်ပံ့ပေးလို့ရမှာတော့မဟုတ်ဘူးဆိုတော့ကိုကမတိုင်ခင်တော့ဒီမျိုးတခြားလူတွေနိုင်ချင်းတာခံလိုက်ရလို့ကိုခဏကိုကအဲ့လိုမျိုးအဖြစ်ခံလိုက်ရလို့ဆိုပြီးတော့ကိုကအဲ့လိုတကောင်းဆန်သွားတာပေါ့ငါဘယ်လိုနဲ့မှစကားပြောတော့ဘယ်လိုနဲ့မှလည်းငါဆက်ဆိုင်မလုပ်တော့ငါအခုချိန်မှာငါကုံနာပဲငါ view site တော့ငါကုံနာပဲငါအလေးနဲ့ထားတော့မယ်ငါအပေါ်ငါပဲငါလေးစားတော့မယ်ဆိုပြီးတော့သူတို့စပြီးတော့ဘာလို့လုပ်ကြလဲဆို self improvement တွေစလုပ်တယ်ဒါလည်းကောင်းတဲ့တစ်ချက်ပဲပြောရရင်ကိုတိုးတက်လာအောင်လုပ်တယ်ကိုပို့ပြီးကောင်းလာတဲ့ပုံစံမျိုးဖြစ်အောင်ကိုကလုပ်တယ်ဒါလည်းကောင်းတဲ့တစ်ချက်ပဲပြောရရင်အရာအားလုံးကရှင်းပြရင်အကောင်းနဲ့ရှိလို့ဆိုးလည်းရှိရဲအဲ့တော့မှ Apple မူတည်ပြီးတော့ကိုရီဒီဘယ်လိုမျိုးပြန်ပြီးတုံးချနေဆိုပဲဖြစ်နေခေါ်တော့မှာဆိုတော့နောက်ဆုံးချက်အနေနဲ့ပြောချင်တာကိုကဆက်ဆံရေးနဲ့ပတ်သက်လာရင်ကိုကနားထောင်ခြင်းအဲ့လိုမျိုးနားထောင်တဲ့နေရာမှာပတ်သက်လာရင်ကိုဒီတစ်ဖက်လူစကားပြောတဲ့အချိန်မှာတွားပြီးတော့ဖြတ်ပြောတာမျိုးရဲ့အသက်နိုင်ဆုံးရှောင်ပါပြောရင်ရှောင်နိုင်တဲ့လောက်ရှောင်ပါတွားပြီးတော့ဖြတ်လဲတော့ပြောပါတယ်တွားပြီးတော့လည်းဟိုမျိုးကြီးဖြစ်တယ်မျိုးဖြစ်တယ်လည်းတွားလို့ပြောတယ်မင်းပြောချင်တဲ့စကားကြီးကိုမင်းစိတ်ထဲမှာခဏသိမ်းတာအဲ့ဒီလူပြောပြီးသွားပြီနော်အဲ့ဒီလူစကားပြောပြီးတော့ဆိုမှမင်းဖြတ်ဝင်ပြောချင်တယ်ပြောကိစ္စမရှိဘူးဘာလို့ဆိုတော့ဒီချိန်ကျအဲ့ချိန်ကျမင်းကအဲ့ဒီစကားဝိုင်းမှာဘယ်သူမှစကားပြောမှာမဟုတ်တော့လေဟိုတယောက်ရဲ့စကားပြောတာကြီးသွားပြီးဆိုတော့အဲ့ချိန်ကျမင်းကြိုက်တဲ့လောက်ဝင်ပြောလို့ရပြီရှင်းပြပါနားတော့ထင်တာသူတို့ပါဒါပေမဲ့မင်းအချင်းမှာဖြတ်ဝင်ပြောလို့ရတယ်ခုနလိုမျိုးအချင်းမျိုးမှတော့မင်းသွားပြီးတော့ဖြတ်ဝင်ပြောတယ်ဆိုတော့ကျွန်တော်သတိထားအောင်ချက်ပါအဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့နားထောင်ခြင်းတက်မြင်တဲ့ပတ်သက်ပြီးတော့ကိုယ်တွေဘယ်လိုမျိုးပိုင်းနိုင်ငံနဲ့ထိန်းချုပ်ရမလဲဆိုတော့ကျွန်တော်တို့ပြပြပေးသွားဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒီ channel ချက်ကိုလိုက်နာဖို့အတွက်လည်းလုပ်လို့ရတယ်ဒီအချက်လေးအားလုံးကိုလည်းလိုက်ပြီးတော့နောက်ရက်တွေကစတာပေါ့ဒီနေ့ကစပြီးတော့လိုက်နာဖို့အတွက်လည်းကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့အားလုံးပဲနောက်တဲ့ဗီဒီယိုတွေမှာပြန်ပြီးတွေ့သွားပါမယ် see you ပါ